ရှောင်းမီပုံဝင်မယ်ဆိုရင် China ဘာရှင်းလား Global ဘာရှင်းလားကိုအနေနဲ့ကဘယ်ဟာနဲ့ပိုအဆင်ပြေမလဲဆိုတာဒီ၃ချက်လေးသိအောင်လည်းရတယ်ပထမဆုံးအနေနဲ့အာမခံချက်ပိုင်း Global လုံးနေမှာဆိုရင်ကုမ္ပဏီကပေးတဲ့အာမခံချက်တစ်နှစ်အပြည့်အဝပါပြီးသား China လုံးနေမှာကြတော့ဆိုင်ရာပေးတဲ့အာမခံချက်တစ်လသို့မဟုတ်၃လအထိရတယ်China ဘာရှင်းဖြစ်တဲ့အတွက်တစ်ဆိုင်နဲ့တစ်ဆိုင်အာမခံချက်ပေးတဲ့ပုံစံလေးတွေမတူနိုင်ငယ်ကွဲလဲတာလေးရှိဒုတိယချက်အနေနဲ့က Google စပယ်ပိုင်း Global လုံးနေမှာ Google Play Store နဲ့ပတ်သက်ပြီးဘာမှပူကြမရှိဘူးဖောက်လက်ပစ်လိုက်တာနဲ့တခါတည်းလက်တင်သုံးရုံပဲ China လုံးနေမှာကြတော့ Google Play Store စပယ်သုံးလို့မရဘူးသုံးလို့ရတယ် Gmail တွေ Play Store တွေစတာတွေကို download ဆွဲပြီးတော့ error ကင်းကြီးနဲ့သုံးလို့ရတယ်ခုနောက်ဆုံးအရေးကြီးတဲ့ချက်က price to performance China ဘာရှင်းလုံးနေရ Global ဘာရှင်းလုံးနေထံဈေးအများကြီးတက်တာတယ် performance ဘိုင်းမှာလည်းအနေငယ်တာတာတွေကိုတွေ့ရတယ်ဘာတသောင်းဝင်းဝင်ကြီး China ဘာရှင်းအလုံးရဲ့ spec တွေကို Global လုံးမှာတွေ့ဖို့ဆိုတာမဖြစ်နိုင်မိမိနေက price to performance ကိုပဲဦးစားပေးရလို့ဆိုရင် China ဘာရှင်းကိုရွေးချယ်တင်တယ်အနည်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်အမခင်ရကောင်းကောင်းလို့ခြင်းနဲ့ Google Play Store တွေကိုလည်း error key နဲ့တုံးကြည့်နေဘာမှအာရုံမနောက်ရှင်ဆို Global တာဝယ်လိုက်ဒါမှမဟုတ်ရင်စပတ်ကြမ်းဈေးတန်နဲ့ performance ကောင်းကောင်းလို့ခြင်းနဲ့အမကန်ကစိတ်ဝင်စားဘူးဖုန်းနဲ့နည်းနည်းပါးပါးကလစ်တက်တဲ့လူတွေဆိုရင် China ဘာရှင်းကိုပဲလုံးဝဈေးလက်တန်နဲ့ performance လည်းကျန်တယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ညီကိုတို့အနေနဲ့ဘာကိုရွေးချယ်ရမလဲဆိုတာတည်သွားလောက်ပြီးထင်ပါတယ်